ကဲဟုတ်ပြီအဲ့တော့ဆရာတို့ဒီ 4.1 ဆရာတို့ test ကိုရှင်းတဲ့အပိုင်းမှာဆရာတို့နောက်ဆုံးတစ်ပိုင်းပဲကြံပါတော့တယ်နော်နောက်ဆုံးတစ်ပိုင်းဆရာတို့နံပါတ် C ပိုင်းပေါ့နော်နံပါတ် C ပိုင်းမှာနံပါတ် C အပိုင်းကကျတော့ဆရာတို့ဒီ exercise တွေအများစု review တွေအများစုမှာပါတာဖြစ်တဲ့အတွက်နည်းနည်းအရေးကြီးတယ်ဟိုသူ့ရဲ့ဒီ definition တွေလည်းဆရာတို့ကြက်ထားတင်တယ်ဟိုတော်တော်ကြက်ထားတင်တဲ့နေရာမှာပါတယ်ပေါ့နော်အဲ့ဒါမျိုးဒါလေးတွေလည်းဆရာတို့တစ်ချက်လေ့လာထားပေးပါအဲ့တော့ homogeneous and heterogeneous အဲ့တော့ H O M O homo နဲ့ H E T E R O hetero ဆိုပြီးဆိုနှစ်ခုလာမှာပါအဲ့တော့ homo ရဲ့ hetero ရဲ့ homo ဆိုတာကတသားတည်းဖြစ်နေတာကိုပြောတာ hetero ဆိုတာကတသားတည်းမဟုတ်တာကိုပြောတာဒါတော့ဆရာတို့အရင်ကလေ့လာခဲ့တဲ့သဘောပေါ့နော်ဟိုတသားတည်းဖြစ်တာတသားမျိုးတော့ဒီမှာကျတော့ဆရာတို့ကသူတို့ကို homo နဲ့ hetero ကိုဆရာတို့ကဒီ face ပေါ်မူတည်ပြီးတော့သွားမယ်face ဆိုတာဘာလဲဆိုတော့အရှိမလေးစာရှင်းထားပြီးသားเนาะface ဆိုတာ physical state ကိုပြောတာ solid liquid gas aqueous plasma ဆိုတဲ့ physical state ၅ခုပေါ်မူတည်ပြီးခွဲမှာပေါ့เนาะအဲဒါဆိုရင်ဆရာတို့စပြီးတော့ဒါလေးကိုကြည့်လိုက်ရအောင်လွယ်တယ်ကလေးတော်တော်လွယ်တယ်တေချာလေးတာလိုက်တော့เนาะဘာမှမခက်ခဲဘူးဒီခန့်ဟိုမျက်စိမိတ်တောင်ဖြေလို့ရတယ်တော်တော်လွယ်တဲ့ခန့်အဲ့တော့ based on the face of the reactants and products ဆိုတော့ဆရာတို့ကဒီ WBC နဲ့ WBC တွေရဲ့ဆရာတို့ဒီ face ပေါ်အခြေခံပြီးတော့ chemical equilibrium ဆိုတဲ့ဓာတုမျှခြေကို chemical classify ဆိုတာကအမျိုးအစားခွဲခြားနိုင်တယ် homogeneous နဲ့ heterogeneous chemical equilibrium ဆိုပြီးဆိုတာနှစ်ခုခွဲခြားနိုင်ပေါ့နော်ဒီမှာက homo နဲ့ hetero ကိုပေါင်းပေးထားတာမို့လို့သူ equilibrium လို့မခေါ်ဘဲနဲ့ equilibrium လို့ခေါ်တာပေါ့နော်ဒီကြောင့်လည်းပတ်သက်ပြီးတဲ့ဆရာအရှင်းဆုံးကပြောထားပြီးသားနော်အဲဆိုရင်ဆရာတို့က homo နဲ့ hetero ကိုခွဲခြားခြင်းသူတို့ရဲ့ face ပေါ်မူတည်ပြီးဆရာတို့ခွဲခြားမှာပေါ့နော်နံပါတ်1 homogeneous chemical equilibrium in homogeneous chemical equilibrium တသားတဲ့ဖြစ်တော့ဓာတုမျှခြေတွင် reactants and product WBC နဲ့ WBC တွေက all chemical equilibrium ဆိုတော့ဓာတုမျှခြေ E WBC နဲ့ WBC တွေက are all in single phase ဆိုတော့တစ်ခုတည်းကိုရှိနေတာပေါ့နော်တစ်ခုတည်းရှိနေတယ်ဆိုရင်သူ့ကိုဆိုတော့ homogeneous chemical equilibrium လို့ခေါ်တယ်ဒီမှာ equation တစ်ခုပေးထားတယ်အကုန်လုံးက gas တွေကြီးပဲအဲ့လိုမျိုးဆိုတော့က gas တစ်မျိုးတည်း solid တစ်မျိုးတည်း liquid တစ်မျိုးတည်း aqueous တစ်မျိုးတည်းဖြစ်နေတဲ့ equilibrium ဆိုတော့က homogeneous chemical equilibrium လို့ခေါ်တယ်နားလည်မလားမသိဘူးเนาะကဲဆိုကြည့်ပါဦး homogeneous chemical equilibrium in homogeneous chemical equilibrium the reactants and product or chemical equilibrium are all in single phase เนาะတော့ကျတော့ heterogeneous chemical equilibrium ဒါကဘာလဲဆိုတော့က heterogeneous ပါလေ chemical equilibrium ကိုသွားပါမယ်เนาะအဲ့တော့ hetero သင်ဖို့အတွက်စနောက်ထပ် test တစ်ခုလေးကြောင်းလိုက်ပါမယ်အဲ့တော့ heterogeneous chemical equilibrium အဲ့တော့ heterogeneous chemical equilibrium အဲ့တော့ hetero ဆိုတာကဆရာတို့ကတသားတည်းမဟုတ်တာပေါ့နော်ခုနလေးဆက်ပြောထားပြီးသားပါအဲ့တော့ in heterogeneous chemical equilibrium မှာဆိုရင် the reactants and product of chemical equilibrium ဆိုတော့ဓာတုမျှခြေရဲ့ reactants နဲ့ product တွေက are present ဆိုတာကပါရှိနိုင်တယ် in more than one phase ဆိုတော့ phase တစ်မျိုးထပ်ပုံနေပြီးတော့ပါနေတဲ့ကောင်တွေကိုဆရာတို့က heterogeneous chemical equilibrium ခေါ်တယ်ဥပမာ any combination ဆိုတာဘယ်ပေါင်းစပ်မှုမဆို solid liquid gas state ဆိုတဲ့ဒါမှမဟုတ် solution နဲ့ပါတယ်ပေါ့နော်အဲ့ဒီမှာပါတယ်အလေးမျိုးတွေကဆရာတို့ကဘာနဲ့ပဲပေါင်းဘလို့ပဲပေါင်းတစ်မျိုးထပ်ပုံနေတဲ့ကောင်တွေကိုဆရာတို့က heterogeneous chemical equilibrium ခေါ်တယ်အဲ့တော့ဒီစာပိုင်းနှစ်ခုလုံးချက်ထားနော်အရှိရလဲဆိုခဲ့တဲ့တစ်ပိုက်ကိုဒီတစ်ပိုက်ကိုချက်ထားဒီ any combination ကချက်စရာမလိုဘူးဒီထိပဲချက်ထားပဲနော်ဒီမှာလည်း liquid gas တစ်မျိုးထပ်ပုံနေတယ် solid gas တစ်မျိုးထပ်ပုံနေတယ်ဒီ solid gas တစ်မျိုးထပ်ပုံနေတာပေါ့နော်တော့ကတော့မျိုးတူပြီးသားဆိုတော့အဲ့လိုမျိုးတစ်မျိုးထပ်ပုံပြီးပါနေတဲ့ကောင်တွေကိုဆရာတို့က heterogeneous chemical equilibrium ခေါ်ပါတယ်တော့ဆရာတို့စုကြည့်လိုက်ရအောင်ကလေးเนาะ heterogeneous chemical equilibrium in heterogeneous chemical equilibrium the reactants and product of chemical equilibrium are present in more than one phase ရမလားအဲ့တော့ဆရာတို့အနှစ်ချုပ်ပြန်ပြောမယ်ဆိုရင်ရှိနေတဲ့ phase တွေက single phase ဆိုတဲ့တစ်ခုတည်းဖြစ်နေတဲ့ကောင်တွေကိုဆရာတို့က homo လို့ခေါ်ပါတယ်တစ်ခုထပ်ပို့ပြီးတော့ရှိနေတဲ့ကောင်တွေကိုဆရာတို့က hetero လို့ခေါ်ပါတယ်ဒီလိုမျိုးလေးပဲဆရာတို့မျိုးစားခွဲရမှာပေါ့နော်အဓိကတော့ phase ကိုတင်ရပြီ phase တွေက solid liquid gas
aquia plasma တော့ဆရာတို့မတင်ရသေးမပါဘူးပေါ့နော်ထည့်ပြောပြထားတာအဲ့တော့ဒီ၄မျိုးပေါ်မူတည်ပြီးတော့ဆရာတို့မျိုးစခွဲသွားမှာပါကဲဒါဆိုရင်တော့ဆရာတို့နောက်တစ်ပိုင်းမှာလေ့ကျင့်ခန်းတွေလာပါပြီတွက်စာတွေလာပါပြီအတိုင်းနဲ့တေချာလိုက်ကြည့်ပေးပါဒါလေးတွေကအရေးကြီးတာဖြစ်တဲ့အတွက်ပေါ့နော်စာပိုက်ကိုအသေးစိတ်အကုန်ရှင်းပြပေးထားတယ်အကုန်လုံးကိုတေချာနားလည်အောင်ဖတ်ပြီးပြီဆိုရင်တမတ်တန်လေးတွေစာအုပ်လေးတွေဝယ်ပြီးတော့ဖြည့်ကြည့်ဆရာကတော့တမတ်တန် class ဖွင့်ဖို့အတွက်ရှိတယ်ဒါတော့နောက်ပိုင်းမှာဖြစ်တဲ့အတွက်ဆရာကိုမဆောက်ပါနဲ့တမတ်တန်စာအုပ်ဒါဆူကျော်ဆရာကြီးစုစုကျော်ဖေဆိုးစာအုပ်တွေလည်းရှိမယ်ပြီးတော့နောက်ထပ် Genius ဆိုတဲ့စာအုပ်တွေလည်းရှိမယ်ဒီတမတ်တန်လေးတွေပေါ့နော်တမတ်တန်ကောင်းတဲ့စာအုပ်အနှစ်မျိုးကတော့ဆရာခုလက်တလောတည်တာပေါ့နော်လက်တလောဒီကိုလည်းဆရာကိုယ်တိုင်လည်းဖတ်နေတာကဖေဆိုးစာအုပ်ရဲ့ကျွန်တော်ဖေဆိုးစာဂျာလာစုကျော်ပြောတာเนาะအဲ့တော့ဒေါက်တာစုကျော်တော်စာအုပ်တွေရေကျွန်တော် Genius ကထွက်ထားတဲ့စာအုပ်လေးတွေလည်းကောင်းတယ်အဲ့ဒါလေးတွေဝယ်ဖတ်ပြီးတော့ဆရာတို့ဖြည့်ကြည့်ပါမိကွန်ဟောင်းလေးလိုက်ဖြည့်ကြည့်ဒါဆိုကလေးတို့တက်ပါလိမ့်မယ်เนาะအားလုံးပဲဆရာတို့တက်စာပိုင်းမှာပြန်တွေ့ပါမယ်